အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တင်အိပ်ပျော်နေတော့အိမ်အပေါ်ထောက်ကနေတဆုံတယောက်ရဲ့ခြေတံတွေကိုကြားနေရတယ်ဆိုရင်ဘာလုပ်မလဲအိမ်ရှိကနင်းနေပေါ်မှာအိမ်ထဲကိုဝင်လာတဲ့ခြေရာတွေရှိပေမဲ့ပြန်ထွက်သွားတဲ့ခြေရာလုံးဝမရှိဘူးဆိုရင်ရောဒီနေ့ပြောပြပေးမှာကတော့ဂျာမနီနိုင်ငံရဲ့သမိုင်းမှာအထူးဆန်းဆုံးနဲ့အကြောက်ဆုံးလူသတ်မှုတစ်ခုဖြစ်တဲ့ Hinterkaifeck အမှုအကြောင်းပဲဖြစ်ပါတယ်1922ခုနှစ်ဂျာမနီနိုင်ငံရဲ့ဝေးလံတဲ့လေတော်အိမ်ကြီးတစ်လုံးမှာဂရူဘာမီသားစုနေထိုင်ပါတယ်။အမှုမဖြစ်ခင်ရက်ပိုင်းမှာအိမ်နောင်ဦးစီးအန်ဒရီယက်စ်ဟာထူးဆန်းတဲ့အချက်၃ချက်ကိုသတိပြုမိခဲ့တယ်လို့အိမ်နီးနားချင်းတွေကိုပြောခဲ့ပါတယ်။ပထမချက်တောထဲကနေအိမ်ဘက်ကိုရှောက်လာတဲ့ခြေရာတွေကိုတွေ့ရပေမဲ့ပြန်ထွက်သွားတဲ့ခြေရာလုံးဝမရှိတာပါ။ဒုတိယချက်အိမ်အပေါ်ထက်ကနေလူတစ်ယောက်လမ်းလျှောက်နေတဲ့ခြေခံတွေကိုအမြဲကြားနေရတာပါ။တတိယချက်သူတို့မဝယ်ရပဲအိမ်ထဲကိုရောက်နေတဲ့သတင်းစာတစ်ဆောင်နဲ့ပျောက်သွားတဲ့အိမ်တော်တွေပါဒါပေမဲ့အဲ့ဒီခေတ်ကဖုံးလည်းမရှိရဲစခန်းနဲ့လည်းဝေးတာကြောင့်သူတို့ဘာမှမလုပ်နိုင်ခဲ့ပါဘူးမတ်လ31ရက်နေ့ညမှာတော့ထိတ်လန့်စရာကြီးစတင်ပါတော့တယ်လူသက်သမားဟာအိမ်သားတွေကိုကြောက်ယောက်ပြီးတယောက်ကြီးအိမ်တွေကိုခေါ်ထုတ်ပြီးပေါက်ပြားတလက်နဲ့ရက်ရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်အိမ်တော်ဦးစီးအန်ဒရီယက်စ်သူ့ဇနီးသမီးဖြစ်သူနဲ့မြင်းနှစ်ယောက်စလုံးတေဆုံးခဲ့ပါတယ်အဆိုးဆုံးကတော့အဲ့ဒီနေ့မှာအလုံးစဝင်တဲ့အိမ်ဖော်မလေးပါသူမဟာအိမ်ထဲရောက်ပြီးနာယီပိုင်းအတွင်းမှာတင်အသက်ခံလိုက်ရတာပါဒီအမှုရဲ့အထူးဆန်းဆုံးအပိုင်းကလူသက်ပြီးတဲ့နောက်ဖြစ်ရပါလူသက်သမားဟာချက်ချင်းထွက်မပြေးပါဘူးအလောင်းတွေကိုဒီအတိုင်းထားပြီးဒီအိမ်ထဲမှာတင်3ရက်တိုင်ဆက်နေခဲ့ပါတယ်သူဟာအိမ်ထဲကအစားအစာတွေကိုချက်စားတယ်အိမ်မှာရှိတဲ့နွားတွေကိုအစာကျွေးတယ်မီးဖိုထဲမှာမီးမွှေးပြီးအေးအေးဆေးဆေးနေထိုင်သွားခဲ့တာပါအိမ်နီးနားချင်းတွေကအိမ်ကောင်းနိုင်ကမီးခိုးတွေကိုမြင်နေတော့လူတွေရှိသေးတယ်လို့ပဲထင်ခဲ့ကြတာပေါ့ဧပြီလ4ရက်နေ့ကျမှအိမ်နီးနားချင်းတွေကသွားစစ်ဆေးကြည့်တော့မှသွေးပြက်စရာအလောင်းတွေကိုတွေ့ခဲ့ရတာပါ FBI စုံစမ်းစစ်ဆေးသူတွေအထိဒီအမှုကိုလေ့လာခဲ့ကြပေမဲ့တရားခံကိုခုထိမဖော်ထုတ်နိုင်သေးပါဘူးတရားခံဟာအိမ်အပေါ်ထဲမှာရက်ပေါင်းများစွာကြိုးတင်ပုံပေါင်းပြီးမိသားစုကိုချောင်းကြည့်နေခဲ့တာပါဘာကြောင့်တတ်တာလဲဆိုတာကတော့ဒီနေ့အထိပဟေလိပါပဲသင်ရောဘယ်လိုထင်လဲလူသက်သမားကဘယ်သူဖြစ်နိုင်မလဲ comment မှာရေးပေးခဲ့ကြပါဦးအခုလိုထူးဆန်းလက်ဖြစ်ရမှန်တွေကိုသိချင်နေတော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ